မင်္ဂလာပါမင်္ဂလာပါတတအကြောင်းပိတ်မှာနော်ဆရာမလာမှာမနေ့ဖန်မမေကအလုပ်သွားမှာဆိုတော့အားဖြည့်ထားတာတနေ့ကုန်အိတ်ထားတာပြောင်းလေ line ပေါ်မှာပြောင်းနေတယ်အခုစကားလေးနည်းနည်းပြောမယ်လေနော်ကိုအကြောင်းတွေကိုပြောမယ်ကိုအကြောင်းတွေကိုပြောတယ်နော်ဒီမကြီးကကိုအကြောင်းတွေကိုပြောတယ်ဟဲ့မိသားစုအကြောင်းတွေဒီလိုမျိုးတွေဟွာဖြစ်တယ်ဆိုတော့တမျိုးလေးတော့မထင်နဲ့စိတ်ထဲမှာတော့ဘာမှတော့မရှိဘူးကိုလိုမျိုးကြုံတွေ့ခဲ့ရတယ်ဆိုတာကိုရဲ့လောင်လာလောင်သားညီမတွေအမတွေမဖြစ်ရလေအောင်မကြုံရလေအောင်ကြုံခဲ့ရင်လည်းရှောင်ရင်လေးတွေဆောင်းရင်လေးတွေတည်အောင်ဘယ်လိုမျိုးလေးတွေတည်အောင်ပေါ့နော်တချို့ကကြတော့အဲ့လိုမျိုးကြုံနေတဲ့လူတွေလည်းရှိမှာပဲသိလားကြုံနေတဲ့လူတွေလည်းရှိမှာပဲအဲ့ဒါကိုမှကိုကဘာမှမတိုင်မကြမလုပ်ပဲကြောက်နေတာတွေတယောက်တည်းမို့လို့တိုင်လိုက်လို့ရှိရင်တချို့ကြတော့ကျမအရင်ကလေတမကိစ္စလေးတွေအဲ့လိုမျိုးလေးဖြစ်ဦးကကျမမတိုင်မဲနဲ့ကြိတ်ခံတာသိလားကြားထဲမှာပေါ့နော်အဲ့လိုမျိုးတွေကြိတ်ခံတာဘာမှအဲ့လိုကိုလင်းမရဖြစ်တာအရှိအဲ့လိုမျိုးဟိုမဖြစ်ပါဘူးဆိုပြီးတော့ဒါပေမဲ့လေအဲ့လိုမျိုးတချို့သိထားတဲ့တဲ့တွေကအဲ့လိုမျိုးတိုင်လိုက်လို့တခုဖြစ်တယ်ဆိုနေတော့ကွဲတယ်ကွာတယ်ဆိုရင်ဒီသူတို့နိုင်ငံသားနဲ့မွေးထားရင်ဒီမှာထားခဲ့ရမှာခလေးကိုဆိုဟောအဲ့ဒါဆိုင်ကိုကြီးဖြစ်တယ်ဟောခလေးကိုထားခဲ့ရမှာခလေးကိုမရဘူးအဲ့လိုမျိုးတဲ့မဲ့ကိုကကြားထားတာဆိုတော့အဲ့လိုဆိုတော့ကိုကလေအဲ့လိုမျိုးတွေကိုစိတ်ကိုရှော့ပြီးတော့တဲနိခံတာပေါ့နော်တောက်လျှောက်အဲ့ဒီတောက်လျှောက်မှာလည်းကောင်းတာဆိုးတာရှိတယ်လို့အမပြောတဲ့ထဲမှာပါတယ်လေနော်အဆိုးကြီးပဲလည်းမဟုတ်ဘူးပေါ့နော်အကောင်းကြီးပဲလည်းမဟုတ်ဘူးအိမ်တော်ကြီးဆိုတော့ဒီလိုပါပဲဒါပေမဲ့လွန်တာတွေလည်းရှိတယ်လို့မလွန်တာတွေလည်းရှိတာပေါ့အိမ်တော်ကြီးကတော့ပြိပခတွေကတော့အများကြီးပဲဒါကြီးကကျတော့အရင်လွန်လို့အမကဒီလိုမျိုးတိုင်ကြားတဲ့အဆင့်ထိအဲ့လိုမျိုးတွေရောက်တာပေါ့နော်အဲ့တော့မိန်းကလေးတွေကတိတ်ခံမှာမျိုးသမီးဆိုတာလေနော်ကိုရီမြန်မာမျိုးသမီးဖြစ်တဲ့ကြောင့်တိတ်ခံရမယ်ခွင့်လွတ်ရမယ်လင်းယောက်ျားပေါ်ကိုနော်ဒါပေမဲ့တိတ်ခံတယ်ခွင့်လွတ်တယ်ဆိုတာကအတိုင်းတာလေးပေါ့နော်အတိုင်းတာလေးရှိတယ်အညံ့ခံတယ်ဆိုတာတော့တစ်မျိုးလေးပေါ့နော်အညံ့ခံတာတက်အမကတော့မိန်းမသားတွေကိုယ့်ရဲ့မြန်မာတွေကိုပြောချင်တယ်တိတ်ခံမှာခွင့်လွတ်ပါလင်းယောက်ျားပေါ်ဒါပေမဲ့အညံ့မခံ